အားလုံးပဲမင်္ဂလာပါရှင်။ဒီခဏကတော့ဟမ်ဘာဂါလေးလှုပ်ရှားဖြစ်ပါတယ်။ဟမ်ဘာဂါလှုပ်ရှားတဲ့အကြောင်းရင်းကတော့ထမင်းကလည်းမရှိလို့ပါ။မိကလည်းပြောင်းနေရဆိုထမင်းကလည်းမချထားဘူး။မကြောက်ကြော်ပြီးသားတော့ရှိသေးပါ။ရှိတဲ့ဟာလေးနာလှုပ်ရှားမယ်ဆိုပြီးတော့မှဟမ်ဘာဂါလှုပ်ရှားဖြစ်ပါတယ်။ပေါင်မုံလေးရှိသေးတယ်ဆိုပြီးတော့ပေါင်မုံလေးကိုထည့်အဲ့လိုရှင်ရန်ခူးထားတဲ့ကိုယ်ရင်စိတ်ပြီးတော့မှလှုပ်ထားတဲ့စလက်ရောက်တယ်လည်းနှုတ်နေပြီဆိုရင်စလက်ရောက်လေးလည်းထည့်ခန်းချင်သီးလေးလည်းထည့်အဲ့တော့တခွားသီးလည်းထည့်တာပါနော်။တခွားသီးလေးတွေမှာတစ်လုံးမှ100ပါရှိရဆိုတော့တစ်လုံးလုံးမှထည့်ပါတန်းနေဆိုပြီးတော့တခွားသီးလည်းထည့်တယ်ပြီးလို့ရှိရင်ကြာဥကလည်းမှုကြော်ထားတဲ့ဟာပါအဲ့ဒါလေးကိုလည်းရှိတာလေးနဲ့လှုပ်ရှားမယ်ဆိုတော့ကြာဥလည်းထည့်လိုက်တာပါနော်ကြာဥမှုကြော်လေးကိုလည်းထည့်တယ်အဲ့ပြီးလို့ရှိရင်ပေါင်မုံလေးကိုလည်းအုပ်လိုက်တယ်ပါနော်အဲ့လို့ရှိရင်ဝယ်စားထားတဲ့ဟာပါအရင်ကဆော့ချင်နေကြောက်ကြော်လေးတွေဝယ်စားထားတဲ့ဟာအဲ့ဒီဟာကိုအဲ့ဆော့ချင်းလေးလည်းရှိသေးရနာတရားဆော့ချင်းမှတော့မသိဘူးပါအဲ့ဆော့ချင်းလေးကိုယူထည့်လိုက်တယ်ခန်းချင်းဒီဆော့လေးကိုယူထည့်လိုက်တယ်အဲ့ဒါဆိုလို့ရှိရင်တော့ဟမ်ဘာဂါလေးဖြစ်သွားပါပြီပါနော်ကိုလုတ်ကိုကောင်းဟမ်ဘာဂါလေးဆိုးခဲ့လို့စားချောင်ကြတော့စားချောင်ကြလေးဖြစ်သွားတယ်လို့ခုမှစလုပ်ဖူးတာလို့ဆောင်းပြေးမှာပါလို့စားတော့စားကြည့်တော့မယ်ဆိုပြီးရုပ်ချောချောလေးနဲ့တယောက်ကစားပြပါတော့မယ်စားလို့ကောင်းပါလေတောင်းလာတယ်ကောင်းနေတယ်ကိုနဲ့ကိုလုတ်ကိုကောင်းပါရှင်